ကဲမမေရဲ့ Your Home Music Video Behind the Scene Vlog လေးပဲဖြစ်ပါတယ်ရှောက်ရိုက်ထားတာ I don't 안녕하세요, 니즈입니다. I don't Shooting day 1ပဲဖြစ်ပါတယ်ပထမရက်ကတော့လာတို့ Airbnb အိမ်တစ်လုံးမှာရိုက်တာနက်6ခွဲခွန်လောက်ကနေစပြီးတော့နောက်တစ်နေ့မနက်9ခွဲလောက်မှအိမ်ပြန်ရောက်တော့ပေါ့နော်24နာရီကျော်ပါတယ်ကျမရဲ့ပထမဦးဆုံး experience လို့လည်းပြောလို့ရတယ်ညမအိပ်ပဲရိုက်ကြတာပေါ့နော်ကျမတို့ after တွေလို့ပဲဆိုတော့အဆုံးထိကြည့်ပြပါအောင်နော် ဒီကကြည့်နေတော့အိမ်က သူတို့စီက Airbnb အိမ်လေးတွေကလေအရန်လှတာပဲ၃ထပ်တောင်မှရှိတာတစ်ထပ်တစ်မျိုးလုံးဝ production design က share ပဲခုကတော့ director ကြီးခင်မှာကျမတို့ makeup လိမ့်မှုအခန်းလိုက်ပို့ပေးနေပါအော် bathroom လေးကိုလည်းကြည့်ကြပါဦးဟေးမမေကတော့အခုစားပြီးတော့လိမ့်ချနေပြီပဲဖြစ်ပါတယ်ဒါတော့ကျမတကယ်ချင်းကြော်ကြီး BDS တွေရှောက်လိုက်ရိုက်နေဟုတ်မဟုတ်ပေါ့ Good morning ဒီလိုပဲကျမတို့မနက်ထဲကလုံးပန်းကြတာပေါ့နော် music video ကောင်းကောင်းလေးတစ်ပုဒ်ထွက်ဖို့ကျမတို့ရဲ့ stylist Swanny ပဲဖြစ်ပါတယ်ဟိုမှာမင်းသားတော့ရောက်နေ stylist မမတွေကလည်းလုံးဝအပြည့်ရော့မနေဘူးနော်မေအလှအရင်ပြင်နေရဆိုတော့လာတော့အိမ်တစ်ပတ်ရှောက်ပတ်ပြီးတော့ကြည်ပါတယ်ဟိုလုတ်ဒီလုတ်နဲ့ဆက်ဆူတာပေါ့နော်စော့နေတာဒါတော့ director ကြီးတို့အဖွဲ့သူတို့တိုင်းမဆွေးနေနေကြပါဘောနော်ဘလို့ရိုက်မယ်ဆိုပြီးတော့ရိုက်မယ်စင်းလေးတွေတခြားဖတ်ရင်းနဲ့လာတရေတဘောအိတ်ဖို့ပြင်ဆင်ပါတယ်ရှင်အဲ့လည်းမပြောပါဘူးအော်ဒါခုနကျမတို့ makeup ပြင်တဲ့အခန်းလေးလှလို့ရိုက်ပြတာ skin prep လေးတခြားအရင်ဆုံးလုပ်ပြီးရင်ကျမအလှစပြီးတော့ပြင်ဆင်ပါပြီရှင်မေ pre focus ကြီးကြောက်စိတ်ရကျမအလှပြင်တဲ့အချိန်မှာတော့ Calson နဲ့မမေနဲ့အရင်ရိုက်တာပေါ့နော်ဒါကတော့သူနှကန်းမွေးလာနှုတ်နေလားမသိဘူး okay ကျမရဲ့ fit one လေးပါအနီရောင်လေးပေါ့နော်ကျမအခုမှတက်သစ္စာလေးဆိုတော့ခဲခဲမှုကတော့အများရှိပါတယ်ခင်ဗျာဒီလိုပြေးပြီးတော့ဖတ်လိုက်တဲ့ဒါကတော့ကိုချစ်သူခောက်ဆွဲပြုတ်နေတာကိုဟိုသွားပြီးတော့ကလူကြီးစေတဲ့ဆင်းမျိုးပေါ့နော်ကောင်မလေးကခက်ခဲခဲ့ဒီဆင်းလေးကိုလာတာသဘောကျတယ်သူအယောင်လေးရောဘာညာပေါ့နော်မမေကလည်းဘေးနာကနေတေချာထောက်လျှောက်လိုက်ပြီးတော့ပြောပြနေ水嘛声音 OK 空色位မမေကလည်း red hat နဲ့အရန်မိုက်တဲ့စော်ပြီးတော့ဖြတ်နေနော်အမှတ်တရတစ်ခုကတော့ကျမတို့ခောက်ဆွဲပြုတ်ကအငွေးထွက်တဲ့စင်းကိုဘေးကနေတစ်ခါရရင်တစ်ခါ vape တွေမှုတ်ပြီးထည့်ပေးရတာပေါ့နော်မမေကလည်းလုံးဝထိတင်းမိအဲ့ဒါကိုဖွာတာအဲ့လိုပဲဝတ်ကြရမယ်လေလာ Yeah အဲ့တည်းပဲဘုန်းတော်လောက်ကပြီးသူစပွာစားပြီးဝဲဝါစားပြီးွာအဲ့ဒီစင်းအခုကျမတို့ second outfits လေးလဲကြပါပြီအမေကတော့ရွှေရောင်ဘလင်းဘလင်းကျမကတော့ aquamarine party dress လေးပေါ့နော် dress လေးတော်တော်လှရဒီစိမ့်မှလည်းလေမမေရဲ့အလှကိုကျမအနောက်ကနေကြည့်ရှုခံစားနေရလှလိုက်တာဆိုတာအန်ကောက်မှာသွားရတဲ့တခုကတော့လေ environment လေးကတော်တော်စိတ်ချမ်းသာစရာကောင်းတယ် BDS လေးတွေအမြဲတမ်းလာရရိုက်ဖြစ်တဲ့အမှတ်တရအနေနဲ့ပြန်ကြည့်လို့ရှင်အရန်ပြောစရာကောင်းတယ်ပေါ့နော်ကျမဂျာကြီးရဲ့ shooting ရောက်ရင်အခြေအနေကတော့ဒီလိုပါပဲ Universe line 2027 Miss Universe ကိုကောမန့်မှာသူ့ကိုပြိုင်မလားလို့မေးတာ never တဲ့ဟုတ်တယ်လေတကယ်မှမဟုတ်ဘူးကျွန်မရဲ့ second phase ကဖက်နယ်လေးကနည်းနည်းလေးတော့လမ်းလျှောက်ရတာခက်ခဲမှုရှိတယ်ပေါ့နော်။ခြေချင်းဝင်နာမှာတုတ်ထားသလိုဖြစ်ပြီးမစီးတာထက်လည်းနည်းနည်းမြင်တော့ကြောက်ခဲတွေပုံမှာလမ်းလျှောက်ရဂလုတ်ဂလွတ်တွေဖြစ်နေ။ဟုတ်မရပြီပဲ။ဟုတ်ကဲ့။ဒါပြီးကိုလေးပြန်အဲ့လိုနည်းနည်းလို့ဒီမှာရုပ်နေတော့ Yes Okay ချင်းလေးကအမှန်တကယ်တော့ dirty ဖြစ်တယ်နော်ကောင်မလေးကကောင်လေးနဲ့အိတ်ချင်တာဟဲ့ music video ကတော့မမေနဲ့ကျမနဲ့ကတဖွဲ့တယ်မမေကကောင်လေးရဲ့ ex ကျမကမမေရဲ့လူလဲစားချေဖို့ချင်းကတ်တဲ့ကောင်မလေးပေါ့ကျမတို့ညစာလေးစားပြီးတော့နောက်တစ်ဆင်းရွှေ့ပါပြီငပိကိုရအောင်မှားကြသေးတာတော့ညဘက်လေးတော့စရောက်လာပါပြီရှင်အားလုံးကတော့ကြိုးစားစားနဲ့လောက်ကင်နေကြဆဲပဲဖြစ်ပါတယ်ကျမကတော့ထမင်းစားပြီးတော့ထမင်းစိတ်တက်ပြီးအိတ်ချင်နေတာတော်တော်မူးကိုမြူးအောင်လို့ထည့်ထားရတယ်ပေါ့နော်ဖတ်ချလိုက်သူ့လာဖတ်ချလိုက်Yes လောခဏစားလဲစားမှာလားပေါ့လီတိုကောင်းတယ်
ဘေးကစွမ်းနေနဲ့မမေရဲ့ supporting ပေးမှုရဲ့ကြောက်စရာကြီးကောင်းတယ်လာရာဖတ်လိုက် yes yes ရပါပြီ သူမိုင်မှုစွမ်းချက်ချင်းဒီစိမ့်လေးရိုက်ထားတာလေ BTS ထဲမှာတော့တော်တော်လှတယ်ကျမကြိုက်တယ်။အပြင်တော့ကျမတို့နောက်တစ်ဆင့် party sing လေးအောက်မှာသွားရင်မှဖြစ်ပါတယ်။ညလေးတော့လည်းနောက်ကြစားပြုနေပေါ့နော်ကျမတို့အားလုံးလုံးမနေကြစေပါ။နောက်မှာမတ်မေအစ်စ်ပါတယ်နော်တစ်ချက်ရှိုးလိုက်မတ်မေအစ်စ် Real Mummy is here. What do? ဒါလေးကတော့ Calson တယောက်ထဲနဲ့ကိုမမေနဲ့ကျမရဲ့ transition လေးပေါ့ကွယ်မိုးလင်းတော့မှဖြစ်ပါတယ် Fine. Okay လား icon နဲ့ရတယ်ဟိုဖြစ်လာပြန်လုပ်လိုက်မလား ပြန်လုပ်လိုက် Okay ကဲဆန်နဲ့ဒါနဲ့လေ Yes. Yes. ခိုးတန်းနေတော့ကောင်မလေးတယောက်လူမိသွားပါပြီဒါကတော့ဒီ party sing အတွက်လာရတဲ့နောက်ဆုံး sing လေးပေါ့နော်အဲ့တော့တခြားသူလေးတွေရဲ့အားလေးတွေကြံသေးလို့ရိုက်နေကြတာပါပြီးတော့အပေါ်ထဲမှာကျမမင်းသားကိုတတ်လိုက်ပြီ Lara has a gun ပြီးတော့ကျမသွေးတွေပါပေးသွားတဲ့အတွက်ကြောင့် makeup အစားနဲ့ပြန်လင်းရပါတယ်မနက်4နာရီခွဲလား5နာရီလားမသိဘူးနောက်တစ်ဆင်း BTS လေးတော့ကျမမရိုက်လိုက်ရဘူးပေါ့နော် battery ကုန်သွားလို့မေတို့ရဲ့နောက်ဆုံး sing နက်9နာရီခွဲ10နာရီလောက်မှအိမ်ပြန်ရောက်တယ်ခုကတော့ကျမတို့shooting second day အတွက်လုံးပန်းနေကြတာပါဒီနေ့ကတော့ outdoor မှာကားလေးနဲ့သွားရရမယ် sing ပေါ့နော်ပေါ့ပါပဲဒီနေ့ကတော့အရန်မကြောက်ဘူး9နာရီလောက် ကြိုက်နေဒီမိတ်ကအပေါ်မှာပဲအင်ဂျီလဲပြူလိုက်ပါတယ်မိုးမရောပါစေနဲ့ဆူတောင်းနေရင်လည်းမိုးကရွာချလာပါတယ်အဲ့နဲ့ကျမလည်းစပင်းကြီးကိုဖြည့်ပြီးတော့ရိုက်ချင်တယ်လို့ရိုက်ခဲ့တာပေါ့နော် today outfits လေးကတော့တစ်စုံပဲဒီခင်းရောင်လေးပေါ့နော် so cute မိမိ brand makeup လေးကလည်းပြည့်နေနော်မိုးရွာစားပြုတ်နေပါပြီစပင်းကျွတ်ဆုပ်ဖြစ်ပါတော့မည်ကျမရဲ့စပင်းရေဆိုသွားပါပြီအဲ့ခဲရတော့လေအမဟိုရဲတွေဖြတ်လိုက်ဘာတွေဖြတ်လိုက်နေကျမတို့အမြန်ရိုက်ကြတာပေါ့နော်ရွာထဲမှာလုံးပန်းကြတာမိုးရွာမနေဘူးเนาะ2ယောက်တည်းကပါ2ယောက်တည်းကြည့်ပါဦး နည်းလေးဟိုလိုလေးပျော်နေတာနည်းလေးပျော်နေတာအိုးပျော်နေတာ ဟိုဟာစလိတ်ကို2ယောက် ဒီနေ့ shooting လေးကတော့ပြီးသွားပါပြီဒီကားလေးနဲ့ပဲလမ်းမှာရိုက်တာပေါ့နော်ဒီ music video လေးကလည်း Lara တို့အရန်မှတ်တရဖြစ်တယ် Bangkok မှာ music video ဒါပထမဆုံးရိုက်ဖူးတာကိုကြိုက်တဲ့မမေတချင်းလေးလည်းဖြစ်တော့အရန်ပြောစရာကောင်းတယ်အားလုံးပဲအဆုံးထိစီပဲလို့ကျေးဇူးများတင်ပါတယ်နောက်ထပ် BTS တွေမှာပြန်တွေ့ကြမယ်နော်တတ်တာ